နမောတသဗဂဝတောယဟတောတမသမုဋ္ဌသသာသနာတော်မပြတ်တောက်စေရန်တန်ဃာတော်များဤတိမ်တန်ကကိစ္စများတည်ရန်စေရန်ယုံကြည်သက်တာတရားအပြည့်ဖြင့်ဖျားရဟန်းတိမ်ချောင်းတိုင်ကဥအောင်နိုင်ဝင်းနေဖျားရဟန်းတိမ်ချောင်းတိုင်ကမတော်အေးသည်ရာသိဒေါသစပွဲယုံမိဘဂုံရောင်73စီရောင်ဆိုင်တို့မှဤသိမ်ချောင်းတော်မြတ်အားမျက်နှုသရာဖြင့်လူရန်အပ်ပါသည်အလူရှင်အလူမအလူရာယကကြီးရဲ့ဘလို့များလေပြောနိုင်မလဲတရားတရားလင်းလက်စွာဒီသိမ်တော်မြတ်ဒီဆောင်လေတန်ဃာတော်တို့သာသနာလမ်းအလင်းတိုင်းတစ်ခုဖြစ်လာစေကုသိုလ်အလင်းပြေဝစေစုပန်ပဒမြစုတောင်းလာတာသိမ်တော်မြတ်မှာဓမ္မလေးသာမြတ်တာရောင်ကြီးဖြာလေးလာတန်ဃာတော်များအားထားရာအလူတိုင်းကကြီးတို့ဤကုသိုလ်တရားထောင်ရပါဤသိမ်ကျောင်းတော်မြတ်သည်ဥအောင်နိုင်ဝင်းနှင့်တော်အေးသည်ရာသိဒေါသာစံပွဲယုံမိဘဂုံရောင်73စီရောင်းဆိုင်မိသားစုတို့ဤယုံကြည်သက်တာတရားဖြင့်တည်ဆောက်ထားခြင်းဖြစ်ပါသည်သိမ်တော်မြတ်တွင်တရှိရာဓမ္မအတန်များပြန့်နှံ့သွားဆွေမျိုးများကအပေါင်းအသင်းအတူတကွပီတိဖြစ်လာစုပန်ပဒမြစုတောင်းလာတာသိမ်တော်မြတ်မှာဓမ္မလေးသာပန်းရွှေလောင်းအကျိုးကပီတိဖြစ်ခါစိတ်ချမ်းသာရာကုသိုလ်ရေးစေမပြတ်စေနောင်ဘဝအတွက်အလင်းဖြစ်ပါစေအလူတိုင်းကချီးတို့ဤကုသိုလ်တရားထောင်ရပါစုပန်ပဒမြစုတောင်းလာတာကုသိုလ်လေးမပြတ်စေပါကုသိုလ်တရားဖြာလင်းကကဘာတီရှိဒီနေပါစေနမဝအဆက်ဆက်မှာအေးချမ်းရာဖြစ်စေပါမေတ္တာတော်ရှောင်းနိုင်ပါစေဤသိမ်ကျောင်းတော်မြတ်အားလှူဒန်းခြင်းကြောင့်ရရှိသောကုသိုလ်တရားများကိုဥအောင်နိုင်ဝင်းနှင့်ဒေါ်အေးသည်ရာသိဒေါသာစံပွဲယုံမိဘဂုံရောင်73စီရောင်းဆိုင်မိသားစုတို့မှဝေနေရအပေါင်းတို့အားအမျှဝေပါသည်